နှလုံးသားနဲ့ခံစားပြီးတော့မှအုံနောက်နဲ့စဉ်းစားပြီးရွေးချယ်ကြည့်ပါပြည်တော်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ပါတီအောင်နိုင်ရေးစိုင်းပုတ်တင်ခြင်းအခမ်းအနားအစီအစဉ်အပြီး NHP သတင်းဌာနနဲ့တိကျတွေ့ဆုံစဉ်မှာရှင်းပါတီရဲ့ဒုတိယဥက္ကဋ္ဌတူဖြစ်တဲ့ဦးမျိုးစောသိန်းကယခုလိုပြောကြားသွားတာဖြစ်ပါတယ်ပေါ့ခေါင်းမြို့နယ်ကကျွန်တော်ရဲ့ဇာတိသားမြို့သူမျိုးသားများလို့ဆိုရင်တော့ကျွန်တော်ပြောချင်တာကျွန်တော်တို့ပေါ့ခေါင်းမြို့အတွက်ကိုရွေးချယ်တဲ့အခါမှာကျွန်တော်တို့မြို့ကိုတကယ်ဖွံ့ဖြိုးတိုးတက်အောင်စောင့်ကြည့်ပေးနိုင်မယ့်သူမျိုးအမှန်တကယ်စိတ်စေတနာကောင်းတဲ့လုပ်နိုင်မယ့်သူမျိုးကိုဟာလားနှလုံးသားနဲ့ခံစားပြီးတော့မှအုံနောက်နဲ့စဉ်းစားပြီးရွေးချယ်ကြည့်ပါကျွန်တော်တို့မြို့တိုးတက်ဖို့လိုပါတယ်အဲ့ဒါလေးကိုစဉ်းစားပြီးရွေးချယ်မယ်ဆိုရှင်တော့ကျွန်တော်တို့ပေါ့ခေါင်းမြို့ကကျွန်တော်ထင်ပါတယ်လာမယ့်9နှစ်မှာထိမှတ်ထားတာတွေထက်ပိုပြီးတော့ပုံပြီးတော့ကိုကျွန်တော်ဖွံ့ဖြိုးတိုးတက်လာမယ်လို့ကျွန်တော် message ပေးလိုပါတယ်ခင်ဗျာတပ်မတော်မှာဗိုလ်ချုပ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပေမဲ့ပေါ့ခေါင်းမျိုးသူမျိုးသားတွေကတော့သူ့ကိုမျိုးစော်ဆိုပြီးတော့ပဲချစ်ခင်စွာခေါ်သက်လေးရှိကြတယ်လို့ပြောပြပါတယ်တပ်မတော်မှာနှစ်ပေါင်း40လောက်တာဝန်ထမ်းဆောင်ခဲ့တဲ့ဦးမျိုးစော်သိန်းဟာသူ့ရဲ့အတွေ့အကြုံတွေကိုနိုင်ငံရေးနယ်ပယ်ကနေဆက်လက်အသုံးပြုသွားမယ်လို့လည်းပြောပါတယ်ကျွန်တော်ကပေါ့ခေါင်းမြို့မှာကျွန်တော်မွေးတယ်ပေါ့ခေါင်းမြို့မှာကျွန်တော်ကသူငယ်တန်းနေတသမနာနေခဲ့တယ်အဲ့ဒီမှာလည်းကျွန်တော်ဘာပြောကျွန်တော်ပေါ့ခေါင်းမြို့ကိုကျွန်တော်တသမနာမှာကျွန်တော်လူကြုံရခဲ့သေးတယ်ဗျကျွန်တော်ပုံလေးတွေလည်းအမှရှိပါတယ်အဲ့ဒီကနေကျွန်တော်က1983ခုနှစ်မှာစစ်တပ်ကိုကျွန်တော်တက်တယ်1989ခုနှစ်ကစပြီးဒုတိယဘုံနဲ့ကျွန်တော်ကလက်ရှိနောက်ဆုံးချိန်လေးတွေပဲကျွန်တော်တောင်းထပ်ဆောင်လာခဲ့တာပေါ့နော်တပ်တော်တွေမှာအစင်းစင်ထပ်ဆောင်လာခဲ့တာထင်သာမြင်သာသလိုရှိရင်တော့ကျွန်တော်ကတက်မှမှုဘွားပေါ့နော်တက်မှမှုဘွားဆိုတော့တက်မတော်မှာပြောလို့ရှိရင်တော့တကယ်စစ်စင်နယ်ပယ်မှာအမြင့်ဆုံး level လို့သူကပြောညီးပြွာ level မှာကျွန်တော်တို့ကလုံဆောင်ရတဲ့ level ပေါ့ကျွန်တော်တက်မှ88တက်မှမှုကျွန်တော်ကထမ်းဆောင်ခဲ့ပါတယ်ကျွန်တော်မကွေးရတက်မှဖြစ်ပါတယ်နောက်ဆုံးကျွန်တော်စစ်စင်နယ်ပယ်ဒီကချင်ပြည်နယ်မှာကျွန်တော်တောင်းထပ်ဆောင်ခဲ့တာဖြစ်ပါတယ်နောက်အဲ့ရနေပြီးတိုင်းမှုကြတော့ကျွန်တော်ကတိုင်းမှုတိုင်ကလေးမှာကျွန်တော်တက်မတော်စစ်တပ်ကမှာကျောင်းအောင်ကြီးတောင်းကျွန်တော်တောင်းထမ်းဆောင်ရတယ်အဲ့ရနေပြီးတော့မှကျွန်တော်ရန်ကုန်တိုင်းတိုင်းမှုပေါ့နော်ရန်ကုန်တိုင်းစစ်တပ်ကတိုင်းမှုနဲ့ကျွန်တော်ထမ်းဆောင်ရတယ်ရန်ကုန်တိုင်းစစ်တပ်တိုင်းမှုနဲ့တခါကျွန်တော်ကကဆထမှုပေါ့ကဆထ9ပေါ့တောင်းထမ်းဆောင်ရပါတယ်ကဆထ9မှုပြီးတော့ကျွန်တော်ဒီတက်မတော်စီအေးကျုတောင်းနဲ့ကျွန်တော်တောင်းထမ်းဆောင်ရတယ်စီအေးကျုတောင်းထမ်းဆောင်ပြီးတော့ကျွန်တော်ကကျွန်တော်အဲ့ရနေကျွန်တော်အငင်းသားယူလိုက်တယ်အငင်းသားယူပြီးတော့မှရွေးနိုင်ငံရေးနယ်ပယ်တွေကိုကျွန်တော်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်ဗျ။ကျွန်တော်နှစ်ပေါင်း40နီးပါးကျွန်တော်တောင်းထပ်ဆောင်ခဲ့ပါတယ်ဗျ။ဒါကျွန်တော်ရဲ့အတွေ့အကြုံပေါ့။စစ်စီတောင်းထပ်ဆောင်ခဲ့တယ်။အုပ်ချုပ်ရေးတောင်းထပ်ဆောင်ခဲ့တယ်။စီမံခန့်ခွဲရေးတောင်းနဲ့ကျွန်တော်ထပ်ဆောင်ခဲ့တယ်။ဒီပုံမှာမူတည်ပြီးတော့ပဲကျွန်တော်တို့ရရှိလာတဲ့အတွေ့အကြုံတွေကိုနိုင်ငံရေးနယ်ပယ်မှာပြန်ပြီးတော့မှကျွန်တော်တို့အသုံးချမယ်။ကျွန်တော်တို့ချင်တာကျွန်တော်ပြောတဲ့ပြည်သူအတွက်ပြည်သူသာပထမဆိုတဲ့ပြည်သူသာပဓာနာဆိုတဲ့စိတ်နဲ့ကျွန်တော်ဆောင်ရွက်နေတာဖြစ်ပါတယ်လို့ထပ်မံပြီးပြောကြားပါရစေ။ဒါအပြင်နိုင်ငံရေးပါတီကြီးတစ်ခုရဲ့ဒုတိယဥက္ကဋ္ဌတယောက်အနေနဲ့ပြည်သူကိုအတိပေးပြောကြားသွားတာကတော့ကျွန်တော်ပါတီမှာဒုတိယဥက္ကဋ္ဌဖြစ်နေတဲ့အခါကျတော့ဒုတိယဥက္ကဋ္ဌအနေနဲ့ပြောလို့ရှိရင်တော့ကျွန်တော်တို့ပါတီရဲ့ဥတီချက်တွေညီမှန်းချက်တွေကတော့အားလုံးလည်းတည်ပြီးဖြစ်ပါတယ်ကျွန်တော်တို့အထူးကကျွန်တော်ခြုံငုံပြီးပြောလို့ရှိရင်တော့ကျွန်တော်ပြည်တော်စုတည်တံ့ခိုင်မြဲဆိုတဲ့စကားလုံးလေးကိုကျွန်တော်ကသုံးပါတယ်ဗျအဲ့ဒီအောက်မှာကျွန်တော်အများကြီးခြေခြေပြင်းစဉ်းစားမယ်ဆိုလို့ရှိရင်အများကြီးပါတယ်အတိုင်းသားစီလုံးညီလည်းပါတာပဲအချို့ချအာနာလည်းပါတာပဲအကုန်မဘက်ဆုံးပါဒီနေရင်လည်းအဲ့ဒီထဲမှာပါသွားတာပဲဟိုဒါကတော့ကျွန်တော်တို့ရဲ့ main ကတော့ပြည်တော်စုတည်တဲ့ခံကြီးဆိုတော့ကျွန်တော်တို့အထူးသဖြင့်ကျွန်တော်ရဲ့အနှစ်သာရထားတဲ့ဟာပါပဲပြောရင်တော့ကျွန်တော်တို့ပါတီနေဆိုလို့ရှိရင်တော့maybe တဲ့ message ရှင်တွေကိုကျွန်တော်ပြည့်နေတဲ့ message ကကျွန်တော်တို့ဒါပေါ့နော်ကျွန်တော်တို့ပါတီနေဆိုလို့ရှိရင်တော့တည်ငြိမ်အေးချမ်းမှုပေါ့နော်ဒါမှဖြစ်နေဦးစားပေးပြီးကျွန်တော်တို့ကတစ်ချက်ဆောင်ရွက်ရမှာတည်ငြိမ်အေးချမ်းမှုဆိုတာရဲ့လုံခြုံမှုဆိုတာရဲ့နှစ်ခုပေါ့လေလုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းမှုလို့ပြောရင်တော့ပိုပြီးပြည့်စုံတာပေါ့ဒါဦးစားပေးပြီးကျွန်တော်တို့ကဆောင်ရွက်သွားဖြစ်ပါတယ်ဒါပေမဲ့အဲ့လိုဆောင်ရွက်သွားလို့စီးပွားရေးကျန်တဲ့အခါတွေမှာတပြိုင်နက်တည်းမှာကျွန်တော်တို့ကလှုပ်သွားမှာဗျာအဲ့တော့ပြည်သူတွေအားလုံးမှာတည်ငြိမ်ရမယ်အေးချမ်းရမယ်လုံခြုံရမယ်ဆိုတဲ့ဟာအားလုံးကရုပ်ပိုင်းဆိုင်ရာအောင်စိတ်ပိုင်းဆိုင်ရာအောင်ကျွန်တော်တို့ဖြစ်အောင်ဦးစားပေးသွားမယ်အထူးသဖြင့်ကတော့ကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးတောင့်တင်းခိုင်မာအောင်ကျွန်တော်ဆောင်ရွက်သွားမယ်ပြည်သူတွေစီးပွားဖွံ့ဖြိုးတိုးတက်လာအောင်
ကျွန်တော်ကြိုးပမ်းသွားမယ်ဒါမဖြစ်မနေပါပဲစီးပွားမရှိလို့ရှိရင်နိုင်ငံရေးလည်းအဆင်မပြေနိုင်ပါဘူးနိုင်ငံသားဆက်ဆံရေးလည်းအဆင်မပြေနိုင်ပါဘူးပညာရေးကျန်းမာရေးလူမှုရေးလည်းအဆင်မပြေနိုင်ဘူးနိုင်ငံတော်ကာကွယ်ရေးလည်းအဆင်မပြေနိုင်ဘူးပဲဆိုမယ်အဲ့တော့စီးပွားနိုင်ငံတော်ရဲ့စီးပွားအခိုင်အမာတောင်းတင်းလာအောင်ပြည်သူတွေရဲ့စီးပွားဖွံ့ဖြိုးတိုးတက်လာအောင်ဆိုတော့မဖြစ်မနေကျွန်တော်ဆောင်ရွက်သွားမယ်ဟာဒီဥတီမှန်းချက်တာဖြစ်ပါတယ်ခင်ဗျဒါအကျဉ်းအဖြစ်တော့ကျွန်တော်ခြုံငုံပြီးပြောတာပါအဲဒါကြောင့်ဒီလိုလှုပ်ဆောင်နိုင်မယ်ဆိုတဲ့လူမျိုးပါတီမျိုးအဖွဲ့အစည်းမျိုးအစင်လာကောင်းတဲ့အဖွဲ့အစည်းမျိုးအတွေ့အကြုံကောင်းတဲ့လူမျိုးဒါမျိုးတွေကိုတော့စဉ်းစားဖို့တင်ပါတယ်လို့ကျွန်တော်ဒါပြောချင်ပါတယ် ပြည်အောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ဒုတိယဥက္ကဋ္ဌတဦးဖြစ်တဲ့ဦးမျိုးစောသိန်းဟာသူ့မွေးဖွားရာဇာတိဖြစ်တဲ့ပောက်ခေါင်းမဲဆန္ဒနယ်ကနေပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကိုဝင်ရောက်ရွေးချယ်ခံသွားမယ်လို့သိရပါတယ်ကျွန်တော်ဝင်းဦးပါ